YouTube ကဗီဒီယိုတွေကို playlist လိုက် download ဆွဲနည်းကိုပြောပြပေးမယ်ဒီလိုမျိုး playlist လိုက် download ဆွဲမယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံး YouTube ကနေပြီးတော့မှကိုဆွဲခြင်းတဲ့သချင်းတွေကို playlist လုပ်ထားဖို့လိုတယ်အဲ့ဒါကျွန်တော်တို့အရင်ဆုံး playlist လုပ်လိုက်မယ်ဒီသချင်းတစ်ပုဒ်ကိုဒီသချင်းတစ်ပုဒ်ကိုစေပြီးတော့ new playlist ဆိုပြီးတော့မှ sound ဆိုပြီးစေလိုက်မယ်သတိထားမှာကဒီနေရာမှာ private ဖြစ်နေလို့မရဘူး public ဖြစ်မှာပဲဆွဲလို့ရမှာဖြစ်တယ်အဲဒါကြောင့်မို့တစ်ခါတည်း public လေး on ပြီးတော့ create လုပ်ခဲ့လိုက်မယ်အဲနောက်တစ်ပုဒ်ကို playlist လုပ်မယ်နောက်တစ်ပုဒ်ကိုလည်းဒီမှာ playlist ထဲကိုထည့်မယ်နောက်တစ်ပုဒ်ကိုလည်း playlist ထဲကိုထည့်မယ်မျိုးကိုကြိုက်တဲ့သချင်းတွေကို playlist ထဲထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲ့ playlist တစ်ခုလုံးကို download ဆွဲပြမယ်ဒါဆိုကျွန်တော်ခုနက playlist ထဲကိုထည့်ထားတဲ့သချင်းဒီမှာ3ပုဒ်ရှိတယ်เนาะဒီသချင်းကိုချက်နေပြီးတော့အပေါ်ဆုံးသချင်းအပုတ်ဖြစ်ဖို့လိုတယ်အဲ့ဒီအပုတ်ရဲ့ URL ကို copy ကူးလိုက်မယ်အဲ့ပုတ်ရဲ့ URL copy ကူးပြီးသွားရင်ကျွန်တော် download ဆွဲခြင်းတဲ့ folder ကိုသွားမယ်ပြီးရင်ဒီ folder ရဲ့အပေါ်ဆုံး address bar မှာကျွန်တော် cmd လို့ရိုက်လိုက်မယ် cmd လို့ရိုက်ပြီးတော့ command က yt.dlp ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပြီးတော့ယူလာတဲ့ link လေးကို paste လုပ်ပြီးတော့ enter နှိပ်လိုက်မယ်ဒီ yt.dlp ကိုဘယ်လို install လုပ်ရလဲဆိုတာကိုမသိလို့ရှိရင်ကျွန်တော်ရဲ့ profile ထဲကိုဝင်ကြည့်ပြီးတော့ဒီ yt.dlp install လုပ်နည်းလေးကိုတွားကြည့်လို့ရတယ်အရင်တစ်ခေါက်ကျွန်တော်တင်ဗီဒီယိုမှာကျွန်တော်တင်ပေးထားတယ်ဒီတစ်ခေါက်မှာတော့ဗီဒီယိုရှည်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တင်မပေးတော့တာဖြစ်ပါတယ်ဒါဆိုရင်သူဒီမှာကြည့်လိုက် download ဆွဲနေပြီကျွန်တော် download item 1.3ဆိုပြီးတော့ဒီခုနကတော့ playlist ထဲမှာပါတဲ့သချင်း3ပုဒ်ကိုဆွဲပါပြီသချင်း3ပုဒ်မှမဟုတ်ဘူးသချင်းအပုဒ်300လည်းရတယ်ကိုယ့်ရဲ့ playlist ထဲမှာရှိသမျှဗီဒီယိုတွေအကုန်လုံးကိုတခါတည်းဆွဲသွားလို့ရတယ်ဒီထဲမှာဒီဗီဒီယိုထဲဒီ folder ထဲမှာ auto ရောက်လာတာပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီမှာဗီဒီယို3ခုလုံးရောက်လာပြီဗီဒီယိုလေးကျွန်တော်တို့ဖွင့်ပြီးစမ်းကြမယ်โอเคစမ်းကြည့်ကြပါ